ပြန်လာပါလေ ငါတို့ကနံပါတ်4အကူပါလေငါတို့တော့ကဘော် ဟုတ်တယ်နော်ဟိုက40ရှိတယ်အားလုံး3កောင်ဘောတွေ ဟောအနောက်ကအယုတ်ယူငါဘာကောင်းရဲ့ သူမပြန်မရှိခဲ့ကောင်ကြီး မမေဆက်ကဂိမ်းဆော့နေသူမအကြောင်းမဟုတ် I'm really sorry. တတိယတော့ကွာ ငါလားတတိယပါ emotional damn it ဟိုတိတော့ပါတည်ရမှာတော်ကီတွေကျွေးနေကြတော့ငါလည်းပသက်ကကြောင်သွားရနော်ဟိုမိုမတ်ပြီးရနေနော်ကြည့်လိုက် ဒီကောင်ဆက်ပြီးဟလာတာကောင် ရဲ့မလားဒီကောင်လေးကြောင့်ငါတို့ခံရတာတဲ့ငါတို့ဒီတော့မြင်နေတာမမြင်ဘူးရတော့မိုက်တယ်ကွာကောင်းဝင်ဒီကောင်လေးကြောင့်ငါတို့ခံရ ငါဖို့အကူလိုက်တော့ ဘယ်ဖို့အားကိုးလိုက်တော့ဒီလောက်စီရပြီရောဒါကြီးရော nice တော့တက်ပြတာရောမြင်နေရော ဟာဟဲ့အောင်ဒီကောင်သိရဟဲ့အောင်မဟလာလာရောငါမမြင်ဘူးရောတာရောအန်တမီကိုရှောမှာရော yeah boy ကဲအားဒီမင်းတားလိုက်ပါလား အဲ့ဟိုတော့ကနေရပြန်လားဟိုတော့ကနေရပြီ ဟုတ်လားငါတို့လည်းမဟုတ်တော့ကျုံးရောဟေးဟုတ်တော့ပြောတော့ တီအားပြောမယ်ရဒီနေ့ကောင်ငါမမြင်ဘူးရဒီနေ့ကောင်ငါမမြင်ဘူးရ တော့ဒီချို့တာချောတာများလို့ရှင်နေနေတော့ဆွတ်ကြရဆိုကျွမ်းနေ ဟုတ်တယ်ဒီကောင်ကျွမ်းနေတော့ဘာလို့ဒီကောင်မိုးမန်းစပီးရထိုင်ထားရမြင်မိုးမန်းကြငါလို့အကောက်ကငါခဏလေးနေရဟေးဘာလို့လဲ လန် ဘယ်ကောင်ထူ လူပြည့် ဘယ်ကောင်ထူ မသိဘူးငါတော့မြင်ဟောပါပဲ A few moments later. အမှာတော့ငါလည်းမတွေ့ရပါလား ဒီနေ့ငါလည်းမတွေ့ရ Watch out! hello hello ဟောကြောက်တော့မှလား တယ်ဖို့အတန်ထွက်လာပြီနောက်ဆုံးတော့ရ နောက်ဆုံးတော့သူ့တန်ကြရစားခက်ကြောင်လားဟာတော့ပါ ကြီးကြီးနေလိုက်တာရင့်ကျက်နေလိုက်တာတရားတွေပေါက်ပြီးတရားရှင်ကြီးအမလေးမင်းခံနေကြည့်မယ်ငါခံနေမရှိသေးဘူးတကယ်ကြီးရဲ့ငါရင်ထဲမှာပူနေပြီ အဲ့လိုပါပဲလူငယ်ဆိုတော့တဲ့ဘင်းကိုသိရမလားသခွားပြောင်းဆိုတက်တိုက်လို့တက်ကြောက် တော့တဲ့ အားရဆက်ပါလိမ့်ဖြစ်ကုန်